ကိုရီးယားသမိုင်းရဲ့မတည်ငြိမ်လှတဲ့ကာလတစ်ခုဖြစ်တဲ့ခရစ်နှစ်1452ခုနှစ်မှာအသက်12နှစ်အရွယ်ကောင်လေးကြီးဟာထိနှံကိုဆက်ခံခဲ့ပြီးမိသူ့ရဲ့အုပ်ချုပ်မှုဟာအစာကလေးကပင်အလွန်တုံ့လှုပ်ခြောက်ခြားစရာကောင်းနေခဲ့ပါသည်။တစ်နှစ်အတွင်းမှာပဲသူ့ရဲ့ဦးလေးဖြစ်သူစုရန်ဟာအကြမ်းဖက်အာဏာသိမ်းမှုကိုလှုပ်ဆောင်ခဲ့ပြီးနန်းတော်ကြီးကိုကြောက်ရွံ့ထိတ်လန့်စရာနဲ့တွေးချောင်းစည်းစရာနေရာတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပါသည်။ဘရင်ငယ်လေးရဲ့အားကိုးရတဲ့နောက်လိုက်တွေကိုတယောက်ပြီးတယောက်ဖမ်းဆီးကွပ်မျက်ခဲ့ကြပါသည်။ရှိဟာတစ်ချိန်ကသူ့ကိုကောက်ွယ်ပေးခဲ့ဘူးသူတွေအသက်ခံနေရတာကိုတိတ်ဆိတ်စွာထိုင်နှားထောင်နေခဲ့ရပြီးအရာအလုံးကိုအတိုင်းသားသိနေပေမဲ့လည်းတားဆီးဖို့အတွက်လုံးဝအင်အားမရှိဖြစ်နေခဲ့ပါတယ်။သူ့အနာမှာတော့နန်းတွင်းအပြူတော်မဲခွာကသူ့ကိုအစားစားဖို့တိုက်တွန်းနေပေမဲ့သူကတော့ညှင်းဆန်နေခဲ့ပါတယ်။အာနာသိမ့်မှုမှာပါဝင်ခဲ့တဲ့ဝင်းကြီးတယောက်ဖြစ်သူဝင်းကြီးဟန်ဟာအခန်းထဲကိုဝင်လာတဲ့အချိန်မှာတော့အခန်းထဲမှာတိတ်ဆိတ်လိုနေပါတယ်။ရီဟာသူ့ကိုတစ်တဲ့ကြည့်ပြီးနောက်ထပ်အသက်ခံရမဲ့သူကသူ့လားလို့ဓာတ်ရိုက်မိခဲ့ပြီးမြဝင်းကြီးဟန်ကတော့အပြစ်ရှိသူတွေကိုအပြစ်ပေးနေတာဖြစ်ကြောင်းနဲ့အစိုးရအသစ်ကိုစန့်ကျင်တွန်းလှန်ခြင်းမပြုသေး၍သူ့ကိုအသက်ရှင်ခွင့်ပေးထားမှာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနန်းတော်နဲ့ဝေးကွာလာတဲ့ကျေးလက်တော်ရွာမှာတော့လူနေမှုဘဝဟာပုံစံတစ်မျိုးနဲ့ပြင်းထန်ခက်ခဲနေခဲ့ပါတယ်။ခွန်ချင်းစီရင်စုကရွာငါလေးတရွာမှာရွာလူကြီးဟုန်တူဦးဆောင်တဲ့ရွာသားတစုဟာစားစရာအတွက်တမင်တကောင်ကိုလိုက်လံရှာဖွေနေကြပါတယ်။သူတို့ဟာကျွမ်းကျင်တဲ့မုတ်ဆိုးတွေမဟုတ်ကြတာသိသာလာပြီးပြစ်မှတ်ကိုအကြိမ်ကြိမ်လွှဲချော်နေခဲ့ကြပါတယ်။အကြိမ်ကြိမ်မအောင်မြင်ဖြစ်ပြီးတဲ့နောက်မှာတော့ဟုန်တူဟာတမင်ကိုနောက်ဆုံးမှထိမှန်အောင်ပြစ်နိုင်ခဲ့ပြီးတမင်ကိုသွားမယူရသေးခင်မှာပဲကြားတဲ့ကောင်ရုတ်တရက်ပေါ်လာပါတော့တယ်။အခြေအနေဟာချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်။ကြားကဟုန်တူနောက်ကိုလိုက်လံအမဲလိုက်တဲ့အတွက်သူဟာတောနက်ထဲကိုအသေးအံပြေးခဲ့ရပါတယ်။လိုက်လံအမဲလိုက်ခံရစဉ်အတွင်းမှာပဲသူဟာထိတ်လန့်တကြားဖြစ်ပြီးရှုံမြောင်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။တခြားသူတွေကသူ့ကိုမြင်တဲ့အခါမှာတော့သူဟာပြင်းရည်ပြီးနားယူနေတယ်လို့ထင်မှတ်ကဘာတွေတကယ်ဖြစ်ခဲ့လဲဆိုတာကိုမသိဘဲရွာကိုပြန်သွားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဟုန်တူကိုအနီးနားရွာကရွာသားတွေတွေ့ရှိသွားပြီးခေါ်ဆောင်သွားခဲ့ကြပါတယ်။အဲ့ဒီရွာမှာသူမြင်လိုက်ရတဲ့အရာကသူ့ကိုအားအသင့်စေခဲ့ပါတယ်။သူ့ရွာနဲ့မတူဘဲအဲ့ဒီရွာအလွန်ဖွံ့ဖြိုးတိုးတက်နေပါတယ်။စားစရာရိတ်ခါတွေလည်းပေါ်များလာပြီးလူတွေဟာလည်းကျန်းမာပျော်ရွှင်ပုံရနေကြပါတယ်။ဒါဟာသူအမြဲကြုံတွေ့နေရတဲ့ငတ်မော်ခေါင်းပါမှုရုန်းကန်ရမှုတွေနဲ့တိတိတသားဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဆူရှန်လိုစိတ်ပြင်းပြတဲ့ဟုန်တူကအဲ့ဒီရွာလူကြီးကိုဒီရွာကဘလို့လုပ်ပြီးဒီလောက်တောင်ချမ်းသာကြွယ်ဝလာတာလေလို့မေးမြန်းခဲ့ပါတယ်။ထိုလူကမြို့တော်ကနေပြည်နေတံပေးခံရတဲ့ဝင်ကြီးတယောက်ကိုသူတို့ရွာမှာလက်ခံစောင့်ရှောက်ပေးခဲ့ပြီးတဲ့နောက်အရာအလုံးပြောင်းလဲသွားခဲ့တာလို့ပြောပြပါတယ်။ဝင်ကြီးဟာဝင်တုံးဝင်ဖို့ဖြစ်မဲ့အစားသူတို့ကိုကူညီပေးခဲ့ပါတယ်။သူဟာများပြားလာတဲ့အရင်းမြစ်တွေကိုယူဆောင်လာပေးခဲ့ပြီးကလေးတွေကိုပညာသင်ကြားပေးခဲ့ကတရွာလုံးကိုတဖြည်းဖြည်းတိုးတက်အောင်လှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီဇလန်းကိုကြားပြီးစိတ်ကူးစိတ်သန်းတွေရလာတဲ့ဟုန်တူဟာသူ့ရွာကိုပြန်လာပြီးရွာသားတွေကိုထိုအကြောင်းအရာနဲ့အတူသူ့စိတ်ထဲမှာပေါ်လာတဲ့အကြံဉာဏ်ကိုမျှဝေခဲ့ပါတယ်။ပြည်နယ်ခံရတဲ့ဝင်ကြီးတယောက်ကတခြားရွာကိုပြောင်းလဲပေးနိုင်ခဲ့ရင်သူတို့ရွာတွေကိုလေထိုကဲ့သို့ဝင်ကြီးတယောက်ခေါ်ဆောင်လာခြင်းကသူတို့ရဲ့ပြဿနာတွေအတွက်အဖြေဖြစ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။အခြားပိုကောင်းတဲ့ရွေးချယ်စရာမရှိတဲ့အတွက်သူဟာစတင်လှုပ်ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်။ဟုန်တူဟာဘရင်ခံရုံးကိုတွားရောက်ခဲ့ပြီးအဝေးရောက်ရာရှိကိုလက်ခံခွင့်ရရှိဖို့အတွက်ပြိုင်ဘက်ရွာလူကြီးနဲ့ပြိုင်ဆိုင်ခဲ့ပါတယ်။သူကသူ့ရွာဟာအလွန်ဝေးလံခေါင်သေးပြီးအသက်ရှင်ဖို့ခက်ခဲတဲ့နေရာဖြစ်ကြောင်းဖော်ပြကအသင့်တော်ဆုံးနေရာအဖြစ်တင်ပြခဲ့ပါတယ်။ဝင်ကြီးဟန်ကဒီအကြောင်းကိုကြားသိရတဲ့အခါမှာတော့နန်းချခံထားရတဲ့ဘရင်ကိုအဲ့ဒီရွာကိုပို့ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်။ရွာရဲ့ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်အခြေအနေတွေကပဲဘာမှအထူးတလဲလုပ်စရာမလိုပဲထိုဘရင်ငယ်ကိုတည်စေလိမ့်မယ်လို့သူကယုံကြည်ခဲ့တာဖြစ်ပါတယ်။ရွာကိုပြန်ရောက်တဲ့အခါဟုန်တူဟာချက်ချင်းပဲပြင်ဆင်မှုတွေစတင်มาတော့တယ်။ရောက်ရှိလာမယ့်ရရှိပေါ်အထင်ကြီးလေးစားမှုရရန်အတွက်နေထိုင်မှုအခြေအနေတွေကိုတက်နိုင်သမျှပြင်ဆင်ထားဖို့ရွာသားတွေကိုမိန့်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ထိုနည်းရရောက်ရှိလာခဲ့ပါတယ်။ဘရင်ဟောင်းဟာတရားဝင်ရာထူးခွင့်ရေးတွေရုပ်သိမ်းခံရပြီးမင်းသားနူဆန်အဖြစ်အမည်ပြောင်းလဲခြင်းခံခဲ့ရပါတယ်။သူ့ရဲ့ပြည်နယ်ခရီးဟာဝေးလံခေါင်တည်တဲ့ရွာလေးကိုမရောက်ရှိခင်အထိကြမ်းတမ်းပြီးခွင့်လွှတ်ညာတာမှုမရှိတဲ့နယ်မြေဒေသတွေကိုဖျက်ဆီးကနှစ်ရက်တိတိအပင်ပန်းခံသွားလာခဲ့ရတာဖြစ်ပါတယ်။ဟုန်တူကသူ့ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့ပြီးဖောင်မော်တင်ကရေပြင်ကိုတိုင်းလှော်ခတ်ပြီးခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့ခရီးတစ်ဝက်ရောက်မှတော့ဖောင်ဟာကြောက်ဆောင်တစ်ခုကိုတိုက်မိသွားခဲ့ပါတယ်။ဖောင်ကိုလွတ်အောင်အတင်းဆွဲထုတ်ဖို့ကြိုးစားခဲ့ကြပေမယ့်ဖောင်ကကျုပ်ပြတ်သွားခဲ့ပါတယ်။မင်းသားနူဆန်အပါအဝင်လူတိုင်းဟာရေထဲကိုပြုတ်ကျသွားခဲ့ကြပြီးတကူလုံးဆိုရွှဲကတုံ့လှုပ်ခြောက်ခြားသွားခဲ့ကြပါတယ်။ဟုန်တူကထိုရရှိရဲ့မျက်နှာကိုတိချမြင်လိုက်ရတဲ့အချိန်မှာတော့သူမျောလင့်ထားသမျှတွေအလုံးပျက်စီးသွားခဲ့ရပါတယ်။ပညာရှိပြီးအတွေ့အကြုံရှိတဲ့အရာရှိတယောက်အစားကောင်လေးတယောက်ကိုသာရင်ဆိုင်လိုက်ရလို့ဖြစ်ပါတယ်။သူလှုပ်ဆောင်ခဲ့သမျှအရာအလုံးဟာကြာရှုံးသွားပြီလားဆိုပြီးတော့လေတန်တရားစတင်ဝင်လာခဲ့ပါတယ်။ထိုနေ့နောက်ပိုင်းမှာတော့ရွာသားတွေဟာကောင်းမွန်တဲ့ထမင်းဟင်းတွေကိုပြင်ဆင်ခဲ့ကြပြီးဟုန်တူကမင်းသားနူဆန်ထံတွားရောက်ပို့ဆောင်ခဲ့ပါတယ်
သူကအနည်းဆုံးတော့ကျေးဇူးတင်စကားကြားရလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမယ့်မင်းသားကသူ့ကိုထွက်သွားဖို့အေးဆက်စွာပဲပြောဆိုခဲ့ပါတယ်။ဟုံတူဟာအံ့အားသင့်စိတ်ပြတ်သွားခဲ့ရပါတယ်။သူ့ရွာမှာသူကိုယ်တိုင်အတွက်ပင်စားစရာမလုံလောက်တာကိုသူတို့မှရှိသမျှအကောင်းဆုံးရာကိုပေးကမ်းခဲ့တာကိုညှင်းပယ်ခြင်းခံလိုက်ရလို့ဖြစ်ပါတယ်။စိတ်ပြက်လက်ပြက်နေပဲသူဟာထိုအစားအစာတွေကိုသူကိုယ်တိုင်ပဲစားပစ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ဟုံတူရဲ့သားထဲဆန်းဟာသူ့ရဲ့ဆိုင်လေးကိုဖွင့်ဖို့ဈေးကိုသွားခဲ့ပါတယ်။အဲ့ဒီမှာရှိနေတော့နန်းချခံရတဲ့ဘရင်ဟာသူတို့ရွာကိုပို့ဆောင်ခံခဲ့ရတဲ့အကြောင်းပြောဆိုနေကြတာကိုကြားလိုက်ရပါတယ်။ဒီသတင်းကသူ့ကိုတုန်လှုပ်သွားစေခဲ့ပါတယ်။မကြခင်မှာပဲပြိုင်ဘက်ရွာလူကြီးကရောက်လာပြီးဟုံတူကိုလေယာထွက်ကုန်အချို့အပါအဝင်တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကိုမမျှော်လင့်ပဲပေးအပ်ခဲ့ပါတယ်။ဒီလိုရုတ်တရက်ရရောလာမှုဟာဟုံတူကိုဇဝေဇဝါဖြစ်စေခဲ့ပြီးအကြောင်းရင်းကိုသူနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူသားပြန်ရောက်လာပြီးအမှန်တရားကိုပြောပြခဲ့ပါတယ်။သူတို့လက်ခံထားတဲ့သူဟာတာမန်လူမဟုတ်ဘဲဘရင်ဟောင်းကိုယ်တိုင်ဖြစ်နေတာပါ။တရက်တီဟာတရွာလုံးကိုအလျင်အမြန်ပြန့်နှံ့သွားခဲ့ပြီးထိတ်လန့်တကြားဖြစ်ကုန်ကြပါတယ်။နန်းချခံရတဲ့ဘရင်ဟာသူတို့ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေစဉ်အတွင်းတခုခုဖြစ်သွားခဲ့ရင်တရွာလုံးအပြစ်ပေးခံရတာတမ်းမမဟုတ်ပျက်စီးခံရတာမျိုးဖြစ်နိုင်တယ်လို့ရွာသားတွေကစိုးရိမ်ပူပန်လာကြပါတယ်။အဲ့ဒီညမှာမင်းသားနုဆန်ဟာအိပ်ပျော်ဖို့ရုန်းကန်နေခဲ့ရပါတယ်။သူဟာသူ့အပေါ်တစ္ဆာရှိခဲ့တဲ့နောက်လိုက်တွေသိဆုံးခဲ့ရတဲ့မြင်ကွင်းတွေကိုအိမ်မက်ဆိုးတွေအဖြစ်အမြဲတစေပြန်လဲမြင်မှတ်နေခဲ့တာဖြစ်ပါတယ်။အပြစ်ရှိစိတ်တွေကသူ့အပေါ်အကြီးအကျယ်ဖိစီးနေခဲ့ပြီးသူဟာထိုသူတွေနဲ့အတူတည်ဆုံးသွားတဲ့နယ်လို့စတင်တွေးတောလာပါတယ်။သူဟာကြောက်ကမ်းမအစွန်းကိုရှောင်သွားပြီးအောက်ကိုခုန်ချလိုက်ပါတယ်။ဒါပေမဲ့သူပြုတ်ကျကနီးမှာပဲဟုံတူကသူ့ကိုလှမ်းဖမ်းနိုင်ခဲ့ပါတယ်။မင်းသားကသူ့အသက်ရှင်နေဖို့ဘာမှမကြံတော့တဲ့အတွက်လက်လွတ်လိုက်ဖို့ဟုံတူကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဟုံတူကသူ့ကိုပြန်ဆွဲတင်လိုက်ပြီးအကယ်၍မင်းသားတစ်ခုခုဖြစ်သွားရင်တရွာလုံးပျက်စီးသွားမှာဖြစ်တဲ့အတွက်သူ့ကိုအတိမခံနိုင်ကြောင်းပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရွာသားတွေဟာမင်းသားနုဆန်အတွက်နေ့လည်စာကိုထပ်မံပြင်ဆင်ပေးခဲ့ကြပါတယ်။ဒီတစ်ချိန်မှာတော့ထမင်းကျွေးဖို့အတွက်ထက်ဆန်းကိုစစ်လွတ်ခဲ့ပါတယ်။သူရောက်သွားတဲ့အခါမင်းသားကိုအစားစားဖို့အတွက်နားချဖို့ကြိုးစားခဲ့ပြီးအကယ်၍အစားအစာတွေကိုမတိုးမထိပဲပြန်ပို့လိုက်ရင်အပြစ်မဲ့တဲ့ရွာသားတွေစိုးရိမ်ပူပန်နေကြလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်။အစားအစာတွေကမကောင်းလို့လားဒါမှမဟုတ်တခုခုမှားယွင်းနေလို့လားဆိုပြီးတွေးပူကြလိမ့်မယ်လို့ဆိုပါတယ်။ဒါကိုကြားရတဲ့အခါမင်းသားကသူ့အစားထက်ဆန်းကိုပဲစားပစ်ဖို့ပြောခဲ့ပြီးသူအားလုံးစားကောင်းတယ်လို့ပြောလိုက်ပါတယ်လို့လူတိုင်းကိုပြောပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ရွာသားတွေကတော့အစားအစာတွေကိုမင်းသားမစားမှန်းသိရှိသွားခဲ့ကြပါတယ်။နောက်တစ်နေ့မနက်မှာတော့ကွမ်ဆောင်စီကစာတစောင်ရောက်ရှိလာခဲ့ပါတယ်။မင်းသားနုဆန်ဟာစာထဲမှာဘာလို့ရေးထားမလဲဆိုတာကိုကြောက်ရွံ့နေတဲ့အတွက်စာကိုမဖွင့်ခင်တုံဆိုင်နေခဲ့ပါတယ်။မကြခင်မှာပဲမဲခွာကမင်းသားပျောက်ချင်းမလားပျောက်ဆုံးနေတာကိုသိရှိသွားပြီးဟုံတူကိုမြင်လိုက်မိလားလို့မေးမြန်းခဲ့ပါတယ်။မင်းသားမိမိကိုထပ်မံအန္တရာယ်ပြုမှစိုးရိမ်တဲ့အတွက်ဟုံတူဟာကြောက်ကမ်းမစီကိုအသေးအတန်ပြေးသွားခဲ့ပါတယ်။ကြောက်ကမ်းမမှာတော့မင်းသားနုဆန်ဟာစာကိုဖတ်နေပါတယ်။သူအဲ့ဒီမှာရက်နေတာကိုဟုံတူမြင်လိုက်ရတဲ့အခါခုန်ချတော့မယ်လို့ထင်မှတ်ပြီးအတ္တမဆန်ဖို့လှမ်းអော်ခဲ့ကသူ့ရဲ့လုပ်ရက်တွေကသူတယောက်တည်းတင်မကပဲရွာထဲကလူတိုင်းကိုထိခိုက်စေလိမ့်မယ်လို့ပြောခဲ့ပါတယ်။မင်းသားနုဆန်ဟာသူ့ကိုဒီလောက်တောင်တက်တက်လင်းလင်းပြောရတဲ့သူရှိတာကိုအံ့အားသင့်သွားခဲ့ပါတယ်။ဒါပေမဲ့တခြားအရာတွေမဖြစ်ပျက်ခင်မှာပဲရွာသားတွေရောက်ရှိလာခဲ့ကြပါတယ်။မိနစ်ပိုင်းကြာမှတော့ကြားကြီးကထပ်မံပေါ်လာပြန်ပါတယ်။လူတိုင်းကြောက်ရွံ့လို့ငြိမ်သက်သွားခဲ့ကြပါတယ်။အသက်ကြီးရွယ်ဦးရွာသားတယောက်ကသူ့အသက်ကိုဆွန့်လွတ်ဖို့ရှေ့ကိုတက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာကြားကြီးကရုတ်တရက်ထဲဆန်းဘက်ကိုလှည့်သွားခဲ့ပါတယ်။အဲ့ဒီခိုက်တက်မှာပဲမင်းသားနုဆန်ဟာလေးကိုယူပြီးမြားနဲ့ပစ်ခတ်လိုက်ရာကြားကိုချိန်ပြီးထိမှန်သွားခဲ့ပါတယ်။နောက်ပိုင်းမှာဟုံတူကမင်းသားနုဆန်ထံအစားအဆောင်ယူလာပေးခဲ့ပါတယ်။စောစောကဟုံတူစကားပြောဆိုပုံကြမ်းတမ်းခဲ့တဲ့အတွက်မဲဝါကသူ့ကိုရည်သွမှုမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်။သူတို့ထပ်ပြီးညှင်းမပွားခင်မှာပဲမင်းသားနုဆန်အပြင်ကိုထွက်လာပြီးသူ့ဘိုက်စာနေလို့အစားစားခြင်းတယ်လို့ပြောပါတယ်။ဒါကသူတို့ကိုအံ့အားသင့်သွားစေခဲ့ပါတယ်။အထက်ရောက်တော့မင်းသားနုဆန်ကဟုံတူကိုစောစောကမင်းသားတည်ဆုံသွားရင်တရွာလုံးဒုက္ခရောက်လိမ့်မယ်လို့ပြောခဲ့တဲ့စကားရဲ့အထိပ္ပယ်ကိုမေးမြန်းခဲ့ပါတယ်။ဟုံတူကရွာကိုကူညီဖို့အရာရှိတယောက်ခေါ်လာဖို့ကြိုးစားခဲ့တာဖြစ်ပြီးဘရင်အောင်ရောက်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အဲ့ဒီနောက်မင်းသားနုဆန်ကဟင်းကြီးကအရန်ကောင်းကြောင်းပြောပြီးဒါကိုဘသူချက်တာလဲလို့မေးခဲ့ပါတယ်။ဟုံတူကအစားအစာတိုင်းကိုရွာသားတဦးချင်းစီကသူတို့တက်နိုင်တဲ့ဘက်ကနေကူညီပြီးစေတနာအပြည့်နဲ့ပြင်ဆင်ထားတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကိုကြားရတဲ့အခါမင်းသားနုဆန်ဟာစိတ်လှုပ်ရှားသွားခဲ့ပြီးအစားအစာအလုံးကိုကုံအောင်စားပစ်လိုက်ပါတော့တယ်။မင်းသားအစားကောင်းကောင်းစားနိုင်ခဲ့ပြီဆိုတာကိုသိရတဲ့အခါရွာသားတွေကပျော်ရွှင်သွားခဲ့ကြပါတယ်။ထိုနေ့မိုးလွဲပိုင်းမှာတော့နန်းချခံရတဲ့ဘရင်ဟာကွမ်ချုံရွာမှာရှိနေတဲ့ဆိုတဲ့သတင်းကအလျင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။အနီးနားရွာကလူတွေဟာသူ့ကိုလာရောက်တွေ့ဆုံပြီးအယိုအသေးပေးဖို့ရောက်ရှိလာကြပါတယ်။အများစုကသူတို့တက်နိုင်သမျှလက်ဆောင်ပစ္စည်းတွေကိုယူဆောင်လာပေးကြပါတယ်။နောက်တနေ့မှာထေဆန်းဟာမင်းသားနုဆန်ထံတောင်းဆိုမှုတစ်ခုနဲ့ရောက်လာပြီးသူ့ကိုဆရာအဖြစ်တင်မြှောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။သူကပညာသင်ခြင်းပေးမဲ့ရွာမှာလမ်းညွှန်ပေးမဲ့သူမရှိကြောင်းရှင်းပြပါတယ်။ဒါကိုကြားရတဲ့အခါမင်းသားနုဆန်ကသဘောတူခဲ့ပါတယ်။
ထိုနေ့ကစားပြီးသူဟာထက်ဆန်းကိုစတင်တင် जा ပေးခဲ့ပြီးထက်ဆန်းကလည်းသူတင်ယူခဲ့တဲ့အရာတွေကိုတခြားကလေးတွေကိုပြန်လည်မျှဝေပေးခဲ့ပါတယ်။ထိုအချိန်မှာပဲကွမ်ဆောင်ဟာသူ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေကိုလှုပ်ဆောင်နေပါတယ်။တခြားပြည်နယ်ခံရတဲ့အရာရှိတွေနဲ့အတူသူဟာပုံကံမှုတစ်ခုအတွက်စတင်ပြင်ဆင်နေပါတယ်။မင်းသားနုဆန်ထံပေးပို့ခဲ့တဲ့စာဟာသူ့ရဲ့သဘောတူညီချက်ကိုတောင်းခံမှုဖြစ်ပေမယ့်မင်းသားနုဆန်ကတော့စာကိုမိရှို့ဖျက်ဆီးပစ်လိုက်ပြီးဘာအကြောင်းပြန်စာမှချက်ချင်းမပေးခဲ့ပါဘူး။နောက်တနေ့မှာတော့ကွမ်ဆောင်ရဲ့လူယုံတရားဟာဘာအကြောင်းပြန်ချက်ရှိလဲဆိုတာကိုသိဖို့ရွာကိုလာခဲ့ပါတယ်။ဒါပေမဲ့သူဟာဝင်းကြီးဟန်ရဲ့ကြားဖြတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ထိုလူကသတင်းစကားကိုထုတ်ပြောဖို့ညှဉ်းဆန်တဲ့အခါဝင်းကြီးဟန်ကသူ့ကိုတပ်ပစ်လိုက်ပြီးသူ့ရဲ့စစ်သည်တွေကိုမင်းသားနုဆန်ကိုအနီးကပ်စောင့်ကြည့်ဖို့အမိန့်ပေးခဲ့ပါတယ်။ကွမ်ဆောင်ကသူ့လူပြန်မလာတော့တာကိုသိလိုက်ရတဲ့အခါတခုခုမှားယွင်းနေပြီဆိုတာသိသွားပြီးဘာဖြစ်ခဲ့လဲဆိုတာစုံစမ်းဖို့နောက်ထပ်စစ်သည်တယောက်ကိုစစ်လွှတ်ခဲ့ပါတယ်။ဟုံတူပြန်ရောက်လာတဲ့အခါမင်းသားဟာစိတ်အနှောက်အယှက်ဖြစ်နေပုံရတာကိုမြင်လိုက်ရပါတယ်။စကားမဆိုသေးခင်မှာပဲအရေးပေါ်သတင်းရောက်လာပါတယ်။ထေဆန်းဟာဘရင်ခံရုံးကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပါတယ်။ထေဆန်းဟာမင်းသားနုဆန်ရဲ့နေအိမ်ထဲကိုဝင်ရောက်ဖို့ကြိုးစားစဉ်ဖမ်းမိခဲ့တဲ့အတွက်ရိုက်နှက်စစ်ဆေးခြင်းခံနေရတာကိုဟုံတူသွားရောက်တွေ့ရှိခဲ့ပါတယ်။ဟုံတူကဒါဟာသူ့သားကိုသူကိုယ်တိုင်သွားခိုင်းတာဖြစ်ကြောင်းချက်ချင်းတာဝန်ယူခဲ့ပြီးသူ့သားအစားသူ့ကိုယ်သာအပြစ်ပေးဖို့ဝီကြီးဟန်ကိုတောင်းပန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းသားနုဆန်ရောက်ရှိလာခဲ့ပါတယ်။သူကရှေ့ကိုတက်လာပြီးထေဆန်းကိုလှုပ်ပေးဖို့တောင်းဆိုကကောင်လေးကိုသူ့စီလာခိုင်းတာဟာသူ့ရဲ့အမိန့်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဝင်းကြီးဟန်ကတော့အပြစ်ပေးမှုကိုမရက်တန့်သေးပဲစစ်တီတွေကိုဆက်လက်ရိုက်နှက်ဖို့အမိန့်ပေးခဲ့ပါတယ်။သူကမင်းသားနုဆန်မှာဘာအာဏာမှမရှိတော့ကြောင်းကိုပြက်ပြက်သားသားပြလိုက်တာဖြစ်ပါတယ်။မင်းသားနုဆန်ဟာအလွန်ဒေါသထွက်ခဲ့ရပေမဲ့ရွေးချယ်စရာမရှိဘဲလှည့်ထွက်သွားခဲ့ရုံသာတက်နိုင်ခဲ့ပါတယ်။သူ့ရဲ့ပြည်နေခံရတဲ့နေရာကိုပြန်ရောက်တဲ့အခါသူ့ရဲ့အခြေအနေမှန်ကိုသူသေချာနားလည်သွားခဲ့ပါတယ်။သူ့ပတ်ဝန်းကျင်ကလူတွေကိုကောက်ွယ်ပေးလူတဲ့အတွက်မင်းသားနုဆန်ဟာကွမ်ဆောင်နဲ့အတူပူးပေါင်းလှုပ်ဆောင်မှုသဘောတူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲထေဆန်းဟာအသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့်စီကံချက်တစ်ခုတော့ရှိခဲ့ပါတယ်။ဟုံတူဟာပုံကံမှုရဲ့တက်တည်အထောက်အထားတွေကိုစုဆောင်းပြီးသတင်းပို့ရမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကွမ်ဆောင်ဟာမင်းသားနုဆန်ရဲ့အကြောင်းပြန်စာကိုရရှိခဲ့ပြီးတော်လန်ပုံကံမှုအတွက်စတင်ပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီညမှာမင်းသားနုဆန်ဟာသူတို့နဲ့ပူးပေါင်းမှုထွက်ခွာတော့မယ့်အချိန်မှာဟုံတူကသူ့ကိုတားဆီးခဲ့ပါတယ်။သူကစိတ်လိုက်မှန်မှမလုပ်ဖို့တားမြစ်ခဲ့ပြီးအကယ်၍ဒီလိုသာဆက်လုပ်ရင်သူတို့နှစ်ယောက်ဟာစန့်ကျင်ဘက်ရန်သူတွေဖြစ်သွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့မင်းသားနုဆန်ကဟုံတူထဲဆန်းနဲ့ရွာသားတွေနဲ့တွေ့ဆုံခဲ့ရတာဟာသူ့ကိုပြောင်းလဲစေခဲ့တာလို့ပြန်ပြောခဲ့ပါတယ်။သူတို့ကြောင့်ပဲသူ့ရဲ့ပြည်သူတွေကာကွယ်ရမယ်ဆိုတာဘာလဲဆိုတာကိုသူနားလည်သွားခဲ့ပြီးဖြစ်လို့ဒီတာဝန်ကိုသူကြောက်ခိုင်းမသွားနိုင်ကြောင်းဆိုပါတယ်။အဲ့ဒီနောက်သူကဟုံတူကိုထဲဆန်းနဲ့ရွာသားတွေဘေးလွတ်မြောက်နိုင်စေဖို့အတွက်သူ့ကိုအာဏာပိုင်တွေထံသတင်းပေးလိုက်ဖို့ပြောခဲ့ပါတယ်။ဟုံတူဘရင်ခံရုံးကိုရောက်ခါနီးမှာပဲသူရက်တက်လိုက်ပြီးမင်းသားနုဆန်ကိုရှာဖို့ပြန်လှည့်လာခဲ့ပါတယ်။အဲ့ဒီနောက်ဟုံတူကမင်းသားကိုကွမ်ဆောင်ရဲ့လူတွေစုဝေးမဲ့နေရာစီခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အချိန်မှာတော့ဝင်းကြီးဟန်ဟာအဲ့ဒီမှာကြိုတင်ပြီးစောင့်ဆိုင်နေခဲ့ပါတယ်။အရာအလုံးကကြိုတင်စီစဉ်ထားပြီးသားဖြစ်ပါတယ်။ကွမ်ဆောင်ရဲ့လူတွေကမင်းသားနုဆန်ထွက်ပြေးဖို့အချိန်ရအောင်ခုခံခဲ့ကြပြီးမိသူတို့ဟာအင်အားချင်းမမျှပဲကြာရှုံးခဲ့ရပါတယ်။ဝင်းကြီးဟန်ဟာမင်းသားနုဆန်နဲ့ဟုံတူနောက်ကိုမကြခင်မှာပဲဖိသွားခဲ့ပါတယ်။သူကဟုံတူဘက်ကိုလှည့်ပြီးသူဟာသူ့ကိုတစ္ဆာဖောက်ဖို့ရွေးချယ်တဲ့အတွက်သူ့သားနဲ့တရွာလုံးကိုအမြင့်ပြတ်တပ်ပစ်မှဖြစ်ကြောင်းပြက်ပြက်သားသားပြောခဲ့ပါတယ်။ထိုအခိုက်အတန့်မှာပဲမင်းသားနုဆန်ဟာဟုံတူကိုဆွဲကိုင်းပြီးဟုံတူဟာသူ့ကိုဒီနေရာခေါ်လာဖို့အတွက်ဝင်းကြီးဟန်နဲ့ပူးပေါင်းပြီးတစ္ဆာဖောက်ခဲ့တာဖြစ်ကြောင်းကျဲလောင်စွာဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါဟာဟုံတူကိုကာကွယ်ပေးဖို့အတွက်မင်းသားလှုပ်ဆောင်ခဲ့တဲ့တရုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။မကြခင်မှာပဲမင်းသားနုဆန်ဟာဖမ်းဆီးခြင်းခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲကွမ်ဆောင်နဲ့သူ့ရဲ့စစ်တပ်ဟာလည်းအနှိမ်နှင်းခံခဲ့ရပါတယ်။သူတို့ဟာဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းမှာတော့အစိတ်ကျွေးပြီးကွပ်မျက်ခြင်းခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူဟာမင်းသားကိုနောက်ဆုံးစီရင်ချက်မချခင်နောက်ဆုံးအကြိမ်အဖြစ်လှုပ်ဝက်သွားရောက်တွေ့ဆုံခဲ့ရခဲ့ပါတယ်။အဲ့ဒီနေရာမှာမင်းသားနုဆန်ကဟုံတူနဲ့ရွာသားတွေကိုတွေ့ဆုံခဲ့ရတာဟာသူ့ဘဝရဲ့အကောင်းဆုံးအရာဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပြီးဟုံတူကိုသူ့ရဲ့နောက်ဆုံးတာဝန်တစ်ခုပြုလုပ်ပေးဖို့ပြောပါတယ်။မင်းသားနုဆန်ကိုလည်းအစိတ်သားဖို့အမိန့်ချမှတ်ခဲ့ပြီးစီရင်ချက်ကိုကြီးညာတဲ့အခါရွာသားတွေဟာဝမ်းနဲ့ပူဆွေးမှုနဲ့အုံဟိတ်ငိုကြွေးခဲ့ကြပါတယ်။မင်းသားနုဆန်အပြင်ကိုထွက်မလာတဲ့အခါစစ်တီတွေကနေအိမ်ထဲကိုအတင်းဝင်ဖို့ပြင်ဆင်ကြပြီးမိဟုံတူကသူတို့ကိုတားဆီးခဲ့ပြီးမင်းသားအပြင်ထွက်လာအောင်သူကိုယ်တိုင်နားချပါမယ်လို့ပြောခဲ့ပါတယ်။အမှန်ကတော့မင်းသားနုဆန်ဟာသစ္စာဖောက်တွေရဲ့လက်ချက်နဲ့အသေးခံရမယ့်အစားဟုံတူရဲ့လက်နဲ့ပဲတိတ်ဆုံးကျင်တာကြောင့်သူ့ကိုတက်ပေးဖို့ဟုံတူကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။မျက်ရည်အဝိုင်းသားနဲ့ပဲဟုံတူဟာမင်းသားနုဆန်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။သူဟာသူ့ရဲ့သားရင်တယောက်လိုဂယုစိုက်ချစ်ခင်ခဲ့ရတဲ့ဘရင်ငယ်လေးရဲ့အသက်ကိုသူ့လက်နဲ့ပဲအဆုံးသတ်ပေးခဲ့ပါတယ်။သူသေဆုံးပြီးနောက်ဝင်းကြီးဟန်ကမင်းသားနုဆန်ရဲ့ရုပ်အလောင်းကိုမြည်သူမှမကောက်ယူဘူးတချို့ချင်းမပြုတ်ဖို့အမေထုတ်ပြန်ခဲ့ပြီးသူ့ရဲ့ရုပ်အလောင်းကိုမြစ်ထဲကိုမြှုပ်ချဆွန့်ပစ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမင်းဝါကမင်းသားချန်ထားရခဲ့တဲ့အစာကိုဖတ်ရှုနေခဲ့ပါတယ်
တွေ့တာစရာဘာမှမကြံတော့တဲ့အတွက်သူမဟာလည်းမင်းသားနောက်ကိုလိုက်ပြီးအသက်တည်ဆုံးမှုရွေးချယ်ခဲ့ပါတယ်။မင်းသားနုဆန်ရဲ့ရုပ်အလောင်းဟာမြေကမ်းပါးစီကိုမျောပါလာခဲ့ပါတယ်။ဟုံတူကမင်းသားရုပ်အလောင်းကိုဆက်ယူပြီးကောင်းမွန်စွာတကြိုပေးဖို့ခွတ်ဆောင်လာခဲ့ပါတယ်။ဒါနဲ့ပဲဘရင်ငယ်လေးရဲ့ဇလန်းဟာပြီးဆုံးသွားခဲ့ပါတယ်။ဒီဇလန်းဟာဖြစ်ရမှန်တမိုင်းကြောင်းကိုခြေခံထားတာဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့သူတို့ရဲ့အုပ်ကူတွေဟာသူတို့နှစ်ဦးကြားကခိုင်မြဲတဲ့တန်ရိုးစင်နောက်ကျိုးကိုတတိယစေတဲ့အထိတ်အမှတ်တစ်ခုအဖြစ်အထူးတကွတည်ရှိနေပါတော့တယ်။